Never give up ဘယ်တော့မှရှုံးမပေးပါနဲ့တဲ့ဘယ်တော့မှရှုံးမပေးပါနဲ့သင်ဘဝမှာသင်ငမ်းမရလိုချင်ခဲ့ဘူးတဲ့အချိန်ရှိခဲ့ဘူးတယ်ဆိုတာကိုသတိရပါသင်ဘဝမှာသင်ကိုယုံကြည်မှုမပေးနိုင်ခဲ့တဲ့လူတွေရှိခဲ့ဘူးတယ်ဆိုတဲ့အချိန်ကိုသတိရပါသင်စိတ်ထဲမှာရှိခဲ့ဘူးတဲ့ထူးခြားစမ်းသစ်မှုတွေကိုအကောင့်ထဲပေါ်ဖို့သင်လက်လျှော့ခဲ့ရတဲ့အချိန်ရှိခဲ့ဘူးတယ်ဆိုတာကိုသတိရပါသင်ညှဉ်းညူပြခဲ့ဘူးတဲ့အချိန်တွေသင်ဘဝမှာရှိခဲ့ဘူးတယ်ဆိုတာကိုသတိရပါဒါပေမဲ့သင်ညှဉ်းညူပြနေတာတဲ့စာရင်သင်ပေါ်မှာသင်ပြီးသက်လှုပ်ဆောင်ရမယ့်ကိစ္စအချို့ရှိသေးတယ်ဆိုတာကိုသင်လက်သင့်ခံရမယ့်အခြေတစ်ခုရောက်လာတတ်ပါတယ်သင်အတွက်ပေးလိုက်တဲ့ပထမဆုံးအခွင့်အရေးကိုဖန်ဆုပ်ပြီးတော့အကောင့်ထဲပေါ်ဖို့ဆန္ဒမျိုးသင်မှာရှိမနေဘူးဆိုရင်အနာဂတ်မှာသင်အတွက်စောင့်ဆိုင်နေမဲ့နောက်တဲ့တခြားအခွင့်အရေးမျိုးဆိုတာတွေကသင်ပေါ်မှာရှိမလာနိုင်ဘူးဆိုတာကိုသင်နားလည်ထားရမယ်သင်ပေါ်မှာအခြေအနေအများကြီးကြံမနေတော့တာကြောင့်မလို့သင်ရဲ့ဒုက္ခတွေကိုညှဉ်းညူပြနေစရာအကြောင်းမရှိပါဘူးသင်ရဲ့အခြေအနေကညှဉ်းညူရမယ့်အခြေအနေမှတော့မဟုတ်ပါဘူးသင်ရဲ့ဘဝကိုတိုးတက်ဖို့အတွက်တခြားအတွေ့အကြံဉာဏ်တွေကိုရှာဖွေရမယ့်အချိန်ပါအခုမိတ်ဆွေကြုံတွေ့နေရတဲ့ပြဿနာတွေထက်ပိုကြီးမားတဲ့ပြဿနာတွေနဲ့စိန်ခေါ်မှုတွေကအနာဂတ်မှာသင်ကိုစောင့်ကြိုနေတာကိုသင်နားလည်ထားမှရပါမယ်ကောင်းသောဆုံးတွေကနေရုပ်ထွက်ဖို့ဆန္ဒသင်မှာရှိမနေဘူးဆိုရင်သင်စိတ်ထဲမှာရှိနေတဲ့စိတ်ကူးအကြံဉာဏ်တွေကိုနားလည်အောင်လုပ်ချင်တဲ့ဆန္ဒကသင်မှာရှိမနေဘူးဆိုရင်တော့သင်ကြီးပွားချမ်းသာဖို့ကြိုးစားနေတဲ့အရာအလုံးနဲ့သင်စာလာမုတ်သိတောင့်တနေခဲ့တဲ့အရာအလုံးကိုမကြခင်အဆုံးသတ်တစ်ခုကိုရောက်သွားပါလိမ့်မယ်အခုကျွန်တော်ကဒီလိုအကြောင်းအရာတွေကိုမိတ်ဆွေတို့ကိုတရားဟောပြဖို့ဒီမှာရောက်နေတာမဟုတ်ပါဘူးကျွန်တော်ဒီကိုရောက်နေရတာကအခုမိတ်ဆွေတို့ရဲ့ဘေးနာပတ်ပတ်လည်မှာစက်တိုက်ပုံမှန်တိုင်းလည်ပတ်နေတဲ့အချို့ကိစ္စတွေကမိတ်ဆွေတို့ညှဉ်းညူပြနေတာထက်ပိုပြီးတော့မှအခြေအနေဆိုတာမျိုးကြီးရှိနေတယ်ဆိုတာကိုအသိပေးဖို့လားမိတ်ဆွေကအများကြီးညှဉ်းညူပြနေပြီမဲ့သင်ဘာမှမလုပ်ပြနိုင်သေးပါဘူးဆိုတာကိုသတိထားမိရဲ့တကယ်လို့သာသင်္ခါသာတရားအောင်နဲ့အခုချက်ချင်းဘဝအခြေအနေကိုနေရာလဲလို့ရနိုင်တယ်ဆိုပါစို့သင်တဲ့နေရာချင်းလဲလိုက်တဲ့သူရဲ့ဘဝကအခုသင်ဘဝမှာလက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေထက်